ရှိခဲ့တဲ့ Rohingya ကျွန်တော်အဖိုးကဒူတိုင်းမှုရခိုင်မှာ Rohingya နေရာလာပြီးတော့လက်မှတ်ချတာကို तू ကအကုန်စားဝတ်နေရအစ तू ကစီစဉ်ပေးရတာဘုံကျော်အောင်ကြီးတို့ရှိတဲ့အချိန်တော့ကနော်သူလက်မှတ်ထိုးရင်းနဲ့ဟိုပေါ့ Rohingya မျိုးမီမျိုးဖများခမားဆိုပြီးတော့ကျွန်တော်အဖိုးလေးကိုယ်တိုင်အဖိုးမဟုတ်အဖိုးလေးအဖိုးရဲ့ညီဘဝီအန်ဂျွယ်လို့တော့ကျွန်တော်တမိုင်းပညာရှင်ဗျာအမှန်တရားကိုလေ့လာတဲ့လူနောက်တော့တက်မတော်တိုင်းရလာတယ်ဆိုဘလောက်လိန်နေဘလောက်ညာတယ်ဆိုကျွန်တော်သိလို့တိုင်းပြည်လုံးအမုန်းကိုခံပြီးတော့ကျွန်တော်သိတဲ့ဟိုအချက်အလက်ကိုခိုင်ပြီးတော့ကျွန်တော်လုပ်တာဟုတ်လားအဲ့တော့ဒီဗုဒ္ဓဘာသာဆိုတာဗျာလိန်ညာမှုနဲ့ကျွန်တော်တို့ကလုံးမယ်မူဒဝါဒဆိုတာဗဇက်ဖျားလေးရတယ်ပြောရမှာမဟုတ်ဗျာတကယ်ခင်ဗျကျင့်သုံးရတာကျွန်တော်ကကျင့်သုံးတာနောက်တစ်ခုကကျွန်တော်တို့တိုင်းပြည်ဗျာဗုဒ္ဓဘာသာဟိုပြည်သူတွေနာမည်ကမ္ဘာလုံးမှာနာမည်ပြတ်တော့မယ်တန်ဃာတော်တွေနာမည်ပြတ်တော့မယ်ကျွန်တော်တို့နိုင်ငံကနာဇီဂျာမနီလိုမျိုးပေါ့နာမည်ဆိုးသွားမှာကိုကျွန်တော်အလွန်စိုးရိမ်လို့နော်ကျွန်တော်ကိုကြီးလိုက်လို့ရှိရင်ဟာဒီကောင်ကဗုဒ္ဓဘာသာလည်းဖြစ်တယ်ဗမာလည်းဖြစ်တယ်ဟလာဒီကောင်ကိုယ်တိုင်ကပြောနေတယ်ဆိုတော့ဗုဒ္ဓဘာသာတိုင်းဗမာတိုင်းကဟိုပါပေါ့နော်ဟိုလူမျိုးရေးဝါဒီတွေတော့မဖြစ်နိုင်ဘူးဆိုတာကိုကျွန်တော်ကရှေ့ကနေကျွန်တော်ခံရတာတကယ်ပြောမယ်ဆိုရင်နော်နားလည်ရမယ်ဆိုရင်ဟလာကျွန်တော်လိုပုံကိုရှေ့ကနေပြီးတော့လူအမုန်းခံပြီးပြောတာကတန်၅ပါးတော့မကောက်ဘူးတန်ခါစင်ပေါက်ဟိုမှောက်တော့မဲ့အချိန်မှာကျွန်တော်ကရှေ့မှာကျွန်တော်ချစ်တဲ့တိုင်းပြည်ကျွန်တော်ချစ်တဲ့ပြည်သူကိုကျွန်တော်ကတားတာနော်အဲ့ဒါကိုနားမလည်လို့ကျွန်တော်တစ်ဆက်ဖောက်ဆိုပြီးတော့ဟလာ Rohingya lobby ခေါ်လို့ခေါ်ကျွန်တော်ပညာတတ်ကျွန်တော်ကြိုက်တဲ့တက္ကသိုလ်မှာကျွန်တော်ကိုပညာနဲ့ကိုကျွန်တော်ပါမောက္ခအလုပ်စားလို့ရတယ်လှုပ်စားခဲ့တယ်အဲ့ဒါကိုဆော်ဒီကရတဲ့ပတ်စံနေနဲ့စားပါတယ်ပြောသိရမလားဒီလုပ်ငန်းကိုသုံးပြီးတော့ပတ်စံရှာပါတယ်ပြောပေါ့ဒါပေမဲ့ကျွန်တော်ကကိုသိက္ခာနိုင်ငံရေးသိက္ခာရှိတယ်ပုဂ္ဂိုလ်ရေးသိက္ခာရှိတယ်ကျွန်တော်ဗုဒ္ဓဘာသာကိုတကယ်ကြီးညိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒါကြောင့်မလို့အခုကျတော့ဗျာကျွန်တော်လွန်ခဲ့တဲ့10နှစ်ကပြောခဲ့တာတွေဒေါ်ဆန်းစုကြည်ကိုလည်းကျွန်တော်ပြောတယ်အန်တီဒီကောင်နေတဲ့လုံးလို့မရဘူးကျွန်တော်လှုပ်ပြီး3နှစ်နော်ကျွန်တော်ဒီအုတ်တစ်ချက်သေးတဲ့တကယ်သမိုင်းအထောက်အထားနဲ့ရှိခဲ့တဲ့ Rohingya ကျွန်တော်အဖိုးကဒူတိုင်းမှုရခိုင်မှာ Rohingya နေရာလာပြီးတော့လက်မှတ်ချတာကို तू ကအကုန်စားဝတ်နေရအစ तू ကစီစဉ်ပေးရတာဘုံကျော်အောင်ကြီးတို့ရှိတဲ့အချိန်တော့ကနော်သူလက်မှတ်ထိုးရင်းနဲ့ဟိုပေါ့ Rohingya မျိုးမီမျိုးဖများခမားဆိုပြီးတော့ကျွန်တော်အဖိုးလေးကိုယ်တိုင်အဖိုးမဟုတ်အဖိုးလေးအဖိုးရဲ့ညီဘဝီအန်ဂျွယ်လို့တော့ကျွန်တော်တမိုင်းပညာရှင်ဗျာအမှန်တရားကိုလေ့လာတဲ့လူနောက်တော့တက်မတော်တိုင်းရလာတယ်ဆိုဘလောက်လိန်နေဘလောက်ညာတယ်ဆိုကျွန်တော်သိလို့တိုင်းပြည်လုံးအမုန်းကိုခံပြီးတော့ကျွန်တော်သိတဲ့ဟိုအချက်အလက်ကိုခိုင်ပြီးတော့ကျွန်တော်လုပ်တာဟုတ်လားအဲ့တော့